အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ရေခဲတောင်တွေရှိတဲ့ရက်မနာလီကိုသွားတဲ့လမ်းဆိုပြီးတော့ပြောခဲ့တဲ့ပထမဆုံးဗီဒီယိုလေးကနေစလိုက်ရေခဲတောင်တွေစီမရောက်နိုင်တဲ့တခုဒီဗီဒီယိုမှာတော့ရေခဲတောင်တွေစီကိုတကယ်ရောက်ပါပြီဒါကတော့ပန်းမြိုင်လယ်ကဥယျာဉ်မှုအကယ်ဒမီရှော့အခွက်လေးပါခုကတော့မနာလီမြို့ကနေဆိုလောင်းဗီလီရှိတဲ့နေရာကိုသွားနေပါပြီရေခဲတောင်တွေရှိတဲ့ရက်ကိုသွားနေတာပါဒီဘက်ကအိန္ဒိယပြည်ရဲ့ file လေးကတော့ဥရောပနဲ့ဆင်ပါတယ်ဒီဆိုင်လေးတွေကလည်း coffee ဆိုင်လေးတွေ coffee shop လေးတွေကလည်းအိန္ဒိယနဲ့မဆင်ဘဲနဲ့ဥရောပဘက်ကဆိုင်လေးတွေနဲ့ဆင်ပါတယ်ဒါလေးတွေတော့ပတ်တိပေးနေပါခုကတော့အကိုင်းတွေပဲကျန်တော့တာပေါ့နော်သူ့ရဲ့ယာတီကုန်သွားတော့အကိုင်း6တွေအနေနဲ့မြင်ရတာပါဆိုလုံးဗလီကိုလာတဲ့အချိန်တွေကတော့သူတို့ recommend လုပ်ထားတာတော့ November to February ပေါ့နော်တကယ် snowfall ပေါ့နော်နေ့နေကြတဲ့အချိန်ကတော့ December နဲ့ February ကြားမှာပါဒါပေမဲ့ပုံသေးတော့ပြောရခဲ့ပါတယ်အခုကျွန်တော်တို့သွားတဲ့အချိန်ကျတော့နှင်းကြတာနဲ့မကြုံခဲ့ပါဘူး January မှာသွားခဲ့တာပါဒီရေခဲတောင်တော့ altitude မြင့်8500အမြင့်မှာတည်ရှိတာပါအဓိကဒီကိုလာလောက်ကြတာတော့ paragliding ပေါ့နော်လေထီးတွေလာစီးကြတယ် trekking တက်ကြတယ် zombing ခေါ်တဲ့လေဘောလုံးတွေလာစီးကြတယ်သူ့ရဲ့အဓိကနာမည်ကြီးတဲ့ view တွေကတော့ Snow Cap ပေါ့နော်ဒီတင်းတောင်ထိပ်ပိုင်းတွေကိုမြင်ရတာပေါ့အဲ့ဒီအတွက်ကိုလာကြည့်ကြတာများပါတယ် tourist တွေကတော့ခုကတော့တင်းတောင်တွေရှိအောင်တက်နေပါပြီလမ်းမတွေပေါ်မှာအခုကတော့ရေခဲတွေမတွေ့ရအောင်မနေ့ပိုင်းကလည်းရေခဲတွေနဲ့ခဲနေတော့ကားမောင်းလာဆင်မပြေအဲ့ဒါနဲ့ကားတွေရပ်ပြီးတော့လမ်းလျှောက်တက်ရတာပါကားတွေဆက်သွားလို့မရတော့လမ်းဆင်းလျှောက်နေရတာပေါ့နော်ရေခဲတော့မှသုံးတဲ့အင်ဂျီလေးတွေဖက်နှက်လေးတွေငှားတဲ့နေရာလေးတွေပေါ့နော်ဒီမှာပဲငှားဝတ်သွားရတာပါရှေ့မှာလည်းရှိပါတယ်ဆိုင်လေးတွေသွားနေရေခဲတွေနဲ့ဆိုသွားရခက်တာနဲ့ရှေ့မှာပိုက်လေးတွေ့တော့မေးကြည့်ပါတယ်ဒီ base camp ကိုရောက်ဖို့ဘယ်လောက်သွားရမလဲပေါ့နော်ဘယ်လောက်ပေးရမလဲဆိုတော့ရူပီ900တော့တောင်းပါတယ်တကယ်တမ်းကျတော့ရှေ့တကွေးလေးပဲလူတော့တာပါအဲ့ဒါလည်းမငှားတော့ပဲလမ်းမဆက်လျှောက်လိုက်ပါတယ်တကယ်10မိနစ်လောက်လျှောက်တိုင်းရောက်တဲ့နေရာကိုဘာလို့900တောင်းမှမသိပါဘူးရောက်ပါပြီရှေ့ကမြင်နေရတဲ့နေရာလေးတွေပါဒီဆောက်ဦးတွေအရင်ဥရောပဆန်ပါတယ်ဒီကွင်းပြင်ထဲမှာရေခဲစကိစီးကြတာပေါ့နော်အခုသွားတဲ့အချိန်ကျတော့ရေကအဲ့လောက်မခဲတော့စီးနေကြတယ်ရိုင်းတော့အရင်စီးလို့ကောင်းတဲ့အချိန်မျိုးတော့မဟုတ်သေးဘူးပေါ့နော်ဒီရေခဲပြင်ပေါ်မှာစီးကြတာပါအခုကတော့ရေကတော့အရင်မခဲတော့ဒါစီးလို့ကောင်းတဲ့အနေအထားမျိုးတော့မဟုတ်ပါဘူးရတယ်လို့စီးနေကြတာပါတပင်လုံးရေခဲတွေကြီးပါဒီဆောက်ဦးလေးထဲမှာစားစရာလေးတွေဝယ်သွားရတာပေါ့နော်ဒါပေမဲ့အပေါ်မှာတော့အရင်မကြောက်တနိုင်လောက်ပဲဆိုရင်တော့ပြန်လာမှဒီမှာပြန်စဉ်းစားတာပိုအဆင်ပြေပါတယ်ဝယ်သွားပြီးအပေါ်မှာစားဖို့တော့သိအဆင်မပြေပါဘူးချိုးရဝှစုံလေးနဲ့ဝတ်ပြီးတက်ပုံရိုက်ဖို့လာပြတာပေါ့နော်ဟိုစားတွေချွတ်နေအောင်မှဆိုတာလည်းရိုက်ပြတော့ပါဘူးဒီအပေါ်တော့ cable တွေနဲ့တက်ရတာပါစတက်ပါပြီရိုင်းတော့မတက်ရပါဘူး5မိနစ်ကျော်လောက်ပဲတက်ရတာရှုကလေးတွေဆိုတော့လှပါတယ်ပြပတ်မကျင်ပါဒီပုံမှာတော့ဒီမှာ coffee တော့တောက်လို့ရပါတယ်တခြားမို့များစားတော့မရှိပါဘူး coffee တော့ရပါတယ်ဒီကဲကိုပထမဆုံးအချိန်စာကိုင်စာတူခြင်းဖြစ်ပါတယ်ဒီနေရာတော့လက်ကြတာတော့လို့တော့အရင်တော့မပွားဘူးနည်းနည်းလေးတော့ချစ်လေးတော့ဖြစ်နေတာ
တရားတပေါ်ကြတယ်ပါခွင့်တစ်ပြေလုံးနေနေကြည့်ပါမယ်ဒီပဲချမ်းမှာလည်းစောက်ကတော်တော်နှက်ပါတယ်ဒီကရဲ့ထီအရင်မပါတော့ဖြစ်နေတာပေါ့နော်ရှာလာတာလည်းကြားပြီဆိုတော့ဒါပတ်မြန်လေကဦးရဲ့စကားတဲ့ Academy Shop ကွက်ပါမတရားထည့်ထားပေးပါတယ်ဒီ snow cap တွေကနာမည်ကြီးတာပါတပြလုံးကြည့်ရတာ so amazing ပါပဲရှိတောင်လေးရောက်ရင်ဒီရှိတဲ့ Angel Snow activity လေးပါနှင်းကဝတ်စုံတွေကတော့ဒီရောက်မှငှားဝတ်တာအဆင်ပြေပါတယ်ဖက်နက်တွေရောနှင်းကဝတ်စုံတွေရောကြိုက်တဲ့ရောက်ငှားလို့ရပါတယ်အစောပိုင်းတော့မြန်မာပြည်ကနေဒီဖက်နက်တွေယူလာဖို့စိတ်ကူးသေးတာပေါ့နော်ဒါပေမဲ့ဖက်နက်အတွက်ကနေရာတော်တော်ပေးရမှာနဲ့ဝယ်ယူတော့ဆုံးဖြတ်လိုက်တာမှန်သွားပါတယ်ဒီရောက်မှငှားပြီးတော့ဝယ်ရတာအဆင်ပြေပါတယ်ဒီမြင်ရတပတ်လည်းလုံးနှင်းနေနဲ့ဖွေးနေရတွေ့ရတဲ့ခံစားချက်တွေကလည်းဘေးခံစားချက်နဲ့မှမတူတဲ့ခံစားချက်မျိုးလေးပါဒီပုံမှာတော့ skate စီးတာမရှိပါဘူးအလှတပုံရိုက် snow တွေနဲ့အယုတ်လေးတွေဆော့ဒီနှင်းတွေလေးကိုခံစားပေါ့နော်ရှုခင်းလေးတွေကြည့်အဲ့ဒါများပါတယ်တပုံရိုက်တာနဲ့တလန်းလုံးပြပြမလာခဲ့ရသမျှလာရချိုးနှက်ပါတယ်နင်းနေကြည့်ရအေးတာတော့တော်အေးတော့ရာသီဥတုတံတော်တော်ခံရပါတယ်ဟိုတယ်မှာညပိုင်းလေးဆိုဟီတာနဲ့ဖွင့်ထားရတယ်စောင်းနေလည်းမနေလွေးအောင်လုပ်ထားရတာပေါ့နော်အဲ့ဒါတော့မှဒေချောင်းနာနေမကောင်းအဲ့လိုလေးဖြစ်ပါသေးတယ်ဒါပေမဲ့ဟိုနင်းနေတွေ့ရတော့အဲ့ဒါတွေအလုံးအပျောက်သွားသလိုပါပဲမတရားတပုံရရတာဗီဒီယိုရရတာတံပါနဲ့လာခဲ့ရတယ်နဲ့ဆိုင်
ဆော့နေတာများနေဆိုပြီးတော့ဗီဒီယိုတွဲရိုက်ဖို့လမ်းလျှောက်ရိုက်ဖို့မနေ့ဆွဲခေါ်ပြီးတော့ဗီဒီယိုလေးတစ်ပုဒ်ရိုက်ထားလိုက်ပါတယ်တင်တောင်းလေးပေါ်မှာအမှတ်တရလမ်းလျှောက်တဲ့ပုံလေးတွေဗီဒီယိုလေးရိုက်ထားဖြစ်တာလေးထည့်ပေးလိုက်ပါတယ်ရှော့စီလိုကောင်းလို့3-4ချိန်လောက်စီးဖြစ်ပါတယ်ဟိုလာပုံလေးထူနေတာပါခဲတော့မရှိတော့နှာခေါင်းတော့တက်ပေးလို့မရလိုက်ပါဘူးခုလိုနှင်းကဝုစုံလေးပါမှာပဲနေတော်ထဲမှာလွယ်လွယ်လတ်စောကြတယ်လို့ဆောလို့ရတာပေါ့နော်နှင်းကဝုစုံမပါရင်တော့ဂျင်းဘောင်းဘီဂျင်းကြီးတွေတော့မှစူပုံပါတယ်တပ်ပုံရိုက်မယ်ဆိုရင်နှင်းကအကြီးနေအောင်လေးကအယောင်ဖို့တပ်ပုံပေါ်လွင်လာပေါ့နော်ဗီဒီယိုတွေရိုက်မယ်ဆိုရင်အပြတောက်တောက်ဆိုလဲလှပါတယ်ရိုက်ထားတဲ့ပုံလေးတွေဗီဒီယိုလေးတွေအဆင်ပြေမပြေပြန်ပြီးတော့ကြည့်နေတာပါရုပ်ရှင်နဲ့ဆွစ်ဇာလန်မှာမြင်ခဲ့ရတဲ့မြေကွင်းတွေလိုပါပဲဆွစ်ဇာလန်နိုင်ငံရဲ့မြေကွင်းတွေနဲ့ဆင်ပါတယ်ဥရောပထိသွားကြလို့ပဲရဲတောင်တွေရဲ့ taste ကိုဒီအိန္ဒိယနဲ့ကက်ရှ်မီးယားမှာခံစားလို့ရနိုင်ပါတယ်ဒီဘက်ကိုလာခြင်းအပြင်ဥရောပမှာလို့မြန်မာနဲ့အစားအသောက်မတူတဲ့အတွက်အစားအသောက်ခက်ခဲတဲ့ဒုက္ခတွေလည်းမဖြစ်တော့ဘူးပေါ့နော်ပင်တိုင်းမင်းသမီးလေးမစုံလဲလိုက်ပါပြီဒီနေ့ဆိုလုံးဗီလီလေးက blog ကိုတော့ဒီမှာပဲဆုံးသက်ပါမယ်။နောက်ချန်နေသေးတဲ့ဒီတဲ့ရှုခင်းတဲ့ရေခဲဒါများတာကြည့်လို့ကောင်းတဲ့နာမည်ကြီးတဲ့စီစုအတွက်ကိုတော့တည်တံ့ vlog တစ်ခုထပ်ရိုက်ပါမယ်။ဒီတစ်ခုတည်းဆိုရမ်းရှည်နေမှာဆိုလို့ပါ။နောက် vlog မှာတွေ့ကြရအောင်။